အခုမြင်တွေ့နေရတဲ့နေရာကတော့ဖျားဖြစ်မဲ့နေမှာကနာနိုစွမ်းကတ်လူခဲ့တဲ့သူဇာတာအမျိုးသမီးရဲ့နေနေရာပဲဖြစ်ပါတယ်ဒီနေရာဟာဟိုးရင်တုန်းကနွယ်ကြိုတော်ကြီးဖြစ်ခဲ့ပြီးအဲ့ဒီနွယ်ကြိုတော်ကြီးတဲ့ကိုနွားမပေါင်း1000လွတ်ခဲ့တာဖြစ်ပါတယ်နွယ်ကြိုတော်မှာအဝစားပြီးတဲ့အခါနွားမ1000စီကအနိုးရီကိုအစင်စင်ခံယူပြီးနွားမတွေကိုတိုက်ယူခဲ့ရကနောက်ဆုံး8ကောင်ကြံတဲ့အခါမှာအဲ့ဒီတို့ကိုယူပြီးကနာနိုစွန်းကိုချက်ခဲ့တယ်လို့အဆိုရှိခဲ့ပါတယ်။နတ်တွေတကြားတွေကအစိတ်တွေမပါအောင်စัจ java လာအတွင်းကဩဇာဓာတ်တွေကိုထည့်သွင်းပြီးချက်ခဲ့တာပဲဖြစ်ပါတယ်။ဒီစီဒီကြီးကသူဇာတာအမျိုးသမီးရဲ့နေအိမ်ထိမ့်မှတ်အဖြစ်တိရိဓမ္မတောကမင်းကြီးကတည်ထားခဲ့တာပဲဖြစ်ပါတယ်။ဇာတာအရာပဲဖြစ်ပါတယ်ဒီလူဇာတာအရာမှာအတော်ကမင်းရပြီးတော့ဇီဒီကြီးတူဒီထားဖို့ပဲခဲ့တာအဲ့ဒီဇီဒီကနှစ်ပေါင်းရတယ်များစွာကြာခဲ့ပြီဆိုတော့ယူကြပြည့်စုံတော့အားလုံးမြင်ရတဲ့အတိုင်းပဲရှိတော့ဖြစ်ပါတယ်နော်ဒါဆိုတော့ဒီနေရာမှာသူဇာတာရွာဆိုရင်သေနာလီကိုရွာဆိုတာအားလုံးဒါကြောက်လို့နော်ရှေ့ကဒီနေရာမှာစစ်တပ်ကြီးနေခဲ့တဲ့နေရာစစ်တပ်ကြီးကိုပါဠိလိုသေနာရွာကိုနိဂမဒါကိုပါဠိလိုသေနာနိဂမလို့ခေါ်တယ်ဒါကိုပါဠိပြစကားလုံးတွေနဲ့သေနာနိဂုံးရွာလို့ခေါ်ဆိုခြင်းပဲဖြစ်ပါတယ်သေနာနိဂုံးရွာမှာဒါဥဇာတာနေခဲ့တဲ့အိယာအဲ့ဒီအိမ်မှာအတော်ကမီးရဲ့ဇီရီတူဒီထားကိုယ်ွယ်ခဲ့တာအဲ့ဇီရီကနှစ်ပေါင်းကြာတော့ပြိုကျပြရှိပြီးတော့သူမြင်တွေ့ရတဲ့အတိုင်းပဲရှိတော့ခြင်းဖြစ်ပါတယ်နော်ဒါတော့အတော်ကမင်းကြီးဆိုရင်အတော်တိကိကအတော်ကမင်းကြီးကရေရဲပေါင်း7,400လောက်ဇီရီပေါင်း7,000ပေါင်း7,400လောက်ပြုခဲ့တဲ့နေရာကတစ်ခုပါဝင်တော့နော်အဲအားလုံးပဲဒီနေရာလေးကသူဇာတာရဲ့သေနာလီကုံရွာသူဇာတာတို့ရဲ့အိယာဟုတ်လားသူဇာတာအရာမှာအာလောကမီးရပူဇော်ခဲ့တဲ့ဇေရောမြတ်ကြီးဒီဇေရောမြတ်ကြီးကသူပြန်သိနေတဲ့အတွက်အားလုံးမြင်တွေ့ရတဲ့အတိုင်းပဲဖြစ်ပါရဲ့နော်နမောကတ္တနမောဒီနေရာကသူဇာတာအမျိုးသမီးကနာနိုစွမ်းကတ်လူတဲ့နေရာဖြစ်ပါတယ်သူဇာတာအမျိုးသမီးဟာသူအပြိုစင်ဘဝတုန်းကဒီညောင်ပင်ကြီးရဲ့အောက်မှာသူဟာတထေးသားနဲ့လက်ထပ်ရလိုပါ၏ပြီးတော့တာဝရတနာလည်းထွန်းကားရပါလို့ဤလို့ဆုတောင်းခဲ့မှုတဲ့နေရာပဲဖြစ်ပါတယ်ကံအားလျော်စွာပဲသူဇာတာဟာဗာရဏသီတထေးနဲ့လည်းအိမ်အောင်ပြုခဲ့ရပြီးတာဝရတနာကိုလည်းဖွားမြင်တော်မူခဲ့ပါတယ်ဒါကြောင့်
ဒီညောင်မင်းကြီးမှာရှိတဲ့ရုပ်ကစုံမင်းကြီးကသူ့ကိုတားစုတွေပေးတယ်ဆိုပြီးကစုံလားပြည်နေ့ရောက်တိုင်းကနာနိုစွမ်းကိုစက်ကပ်ပူဇော်လေးရှိပါတယ်ဘုရားတို့သောတော်ကရောက်ခဲ့တဲ့နေရာကလူဇာတာရွာနဲ့လူဇာတာအိမ်ယာဒီနေရာလေးကတော့လူဇာတာတို့ရဲ့ရွာဦးရွာထိပ်ညောင်မင်းကြီးရှိတဲ့နေရာပဲဖြစ်ပါတယ်ဘုရားတို့ဒီဘက်နောက်ဘက်မှာဆိုရင်တော့ဒုက္ခစီရကြောင့်ပဲနေတဲ့စရာပြပြရှိပါတယ်နော်ဒီဘက်နောက်ကဘုရားတို့ဘုရားကမာသရိတရားတော်ကိုလည်းကဆုံလာတဲ့14ရက်နေ့ညမှာအိမ်မကြီး9မျိုးမြင်ပါပြီးတော့ကဆုံလာပြီးနာနာချမ်းချိန်မှာဒီဒေသရာမိကတိုင်းကြွားရောက်လာလိုက်တာသူဇာတာအဖေသမီးတို့ရှိတယ်သေနာမိကုံးရွာဦးရွာထိပ်ညောင်မကြီးအောက်ကိုရောက်ရှိခဲ့တယ်ညောင်မကြီးအောက်ကိုရောက်ရှိတဲ့အခါကျတော့အချိန်အားစောနေသေးတဲ့အတွက်ရွာထဲကိုဆုံးမဝင်ဖို့စောနေသေးတဲ့အတွက်ရွာဦးရွာထိပ်ဖြစ်တဲ့ဒီညောင်မကြီးအောက်မှာခဏမြတရင်သုံးနေပါတယ်ဘယ်လိုစုကြောင်းလဲဆိုတော့အမျိုးသူဇတ်ကိုအမျိုးကောင်းသားနဲ့ရပါလေတောင်းယောက်ျားလေးတွေတောင်းယောက်ျားလေးဖွားမြင်ရပါစေတကယ်လို့ဒီစုကြောင်းနေတာပြည့်ရမယ်ဆိုရင်နေ့စဉ်နေ့တိုင်းဒီနာမည်ကြီးဟာရုပ်လုံးနာမည်ကြီးဟာမြေ